arrangement တွေကိုသူကစပြီးတော့မှာပါနော်တွေ့ရှိခဲ့တယ်အဲ့တော့ဒီမှာ main shell က proton နဲ့ neutron ပဲပါတယ်ပေါ့အဲ့ဒါ nucleus ရဲ့အပြင်ဘက်မှာခြေတို့ကပတ်လန်းလေးတွေရှိမယ်အဲ့တော့ K ပတ်လန်း K shell ပေါ့နော်ပြီးရင် L shell M shell N shell ဆိုအဲ့ဒီပတ်လန်းလေးတွေကို shell လို့လည်းခေါ်တယ်ဘာလို့လဲခေါ်တယ် orbit လို့လည်းခေါ်တယ်နော် shell လေးတွေ orbit လေးတွေနဲ့သူက electron လေးတွေကပတ်နေမှာအဲ့တော့ဒီမှာ shell နဲ့မှာခြေတို့ကပေးမယ် K shell ဆိုရင်1 L shell ဆိုရင်2 M shell ဆိုရင်3 N shell ဆိုရင်4ဆိုပြီးတော့ဒါ shell နံပါတ်လေးတွေနဲ့ပေးလိုက်အဲ့တော့အဲ့ဒါလေးတွေကို main shell လို့ခေါ်အဲ့ဆိုရင်ခြေတို့ကဒီပေါ့နော်ဒီ electron တွေကနေပြီးတော့မှဒီ main shell တွေထဲမှာshell တစ်ခုကိုဘယ်နှလုံးဝင်ရမလဲအဲ့လိုမျိုးရှိသေးတယ်အဲ့ကြတော့အဲ့ဒါကဘယ်လိုမျိုးထပ်ခွဲလိုက်လဲဆိုလို့ရှိရင်sub shell လေးတွေဆိုပြီးတော့မှထပ်ခွဲလိုက်အဲ့တော့ main shell ထဲမှာ electron တွေကဘယ်လိုဝင်နိုင်လဲဆိုလို့ရှိရင် 2n square formula နဲ့ဝင်နိုင်တယ်ဥပမာဆိုရင် shell number 1ဒီမှာနော် shell number 1ဆိုရင် main shell က K shell အဲ့တော့ 2n square ဆိုတဲ့အတွက်ဒီမှာ 2n 2m square ဆိုရင်1သွင်းလိုက်မယ် n နေရာမှာ1သွင်းရင်2 into 1 square အဲ့ဒီအတွက်ဗာထဲမှာလဲ2အဲ့ဆို second shell မှာဆိုရင် 2n square မှာအဲ့တော့ဒီ n နေရာမှာ second shell ဖြစ်တဲ့အတွက်2သွင်းမယ်အဲ့ဆိုရင်2 into 2 square ဆိုရင်ဘယ်လောက်ရမှာလဲ4နဲ့4 4နဲ့4 8နောက်တစ်ခုကအဲ့ဆိုရင်တက် shell ထဲမှာဆိုရင် electron ဘယ်နှလုံးဆက်မလဲဆိုရင်2 into 2 3 square ဒါဆိုလို့ရှိရင်3 3 9 9နဲ့4 18 electron 18လုံးဆက်မယ်အဲ့တော့ fourth shell ထဲမှာဆိုလို့ရှိရင် electron ဘယ်နှလုံးဆက်သူကအဲ့ဒီ arrangement လေးတွေနဲ့သူက electron တွေကပတ်ချင်တယ်လို့ပတ်နေရမှာမဟုတ်ဘူးပတ်ချင်တယ်လို့ပတ်နေရမှာမဟုတ်ဘဲနဲ့နော်ဒီလိုမျိုးလေးတွေနဲ့တွားနေရဖြစ်တယ်4 4 16 16နဲ့4 30နဲ့အဲ့ဆိုရင်ခြေတို့က K shell ထဲမှာ electron နှလုံးဆက်မယ်L shell ထဲမှာ8လုံးနော် M shell ထဲမှာ18လုံး N shell ထဲမှာ electron 32လုံးဆိုပြီးပါဒီ 2n square ဆိုတဲ့ formula လေးနဲ့သူက electron လေးတွေဝင်ရတယ်နော်အဲ့တော့ maximum number of electron အဲ့တော့ electron အမြင့်ဆုံးဝင်နိုင်တဲ့ electron ရေတော့ကဘယ်လောက်ဖြစ်မှာလဲ2 8 18 32ဆိုပြီးတော့မှအဲ့ဒါ main shell ထဲမှာဝင်ပါနော်အဲ့တော့ main shell အကြောင်းပြောပြီးပြီဆိုလို့ရှိရင်နောက်ထပ်လာမယ်အဲ့ main shell လေးတွေထဲမှာလည်းခြေတို့ကနော်ဒီ K shell ထဲမှာ electron တွေက8လုံးဆိုပြီးတော့မှဒီလိုမျိုးနေချင်တိုင်းနေလို့မရအဲ့ဒီ main shell တစ်ခုချင်းစီတိုင်းမှာလည်း sub shell ဆိုတာရှိတယ်နော် main shell တစ်ခုချင်းစီတိုင်းမှာလည်း sub shell လေးတွေရှိမယ်နော်အဲ့ဒါကဘာလဲဆိုရင်ဒီမဲ့ sub shell နော်အဲ့တော့ sub shell လေးတွေကကြတော့ခြေတို့ကခုနကတော့ပေါ့နော်ဒီ main shell ကြီးတွေထဲမှာဘယ်လိုဝင်မလဲဆိုလို့ရှိရင် sub shell လေးတွေကကြတော့ SPDF ဆိုပြီးတော့မှနော်ရှိမယ် SPDF အဲ့တော့ sub shell တစ်ခုချင်းစီတိုင်းမှာsorry main shell တစ်ခုချင်းစီတိုင်းမှာဘာလေးရှိမှာလဲ sub shell လေးရှိမှာဒါပေမဲ့အဲ့ဒီတော့ဒီ F shell ကကြတော့ ဒီမှာ each main shell is again divided into a number of sub shell လေးတွေ orbital လေးအဖြစ်ထပ်ခွဲမယ် S ရဲ့ P ရဲ့ D ရဲ့ F ရဲ့ဆိုပြီးမှနောက်ထပ် sub shell လေးခုအဲ့တော့ main shell ကြီးတွေကကြတော့ဘာတွေရှိမှာလဲ K အဲ့တော့ဘာတွေရှိမှာလဲ K shell L M N ဒါက main shell အဲ့ဒီ main shell တွေထဲမှာ K shell ကဘယ်နှလုံးဆက်မှာလဲနှလုံး L shell ကသူက second shell ဆိုတဲ့အတွက်ဘယ်နှလုံးဆက်မှာလဲနည်းနည်းလေး8လုံး N shell ကကြတော့ဘယ်နှလုံးဆက်မှာလဲ18လုံးနော်4 4 16နော်3 3 9 9 9 18 N shell ကကြတော့32အဲ့ဒီလိုမျိုးတွေ electron တွေဝင်တယ်ဒါပေမဲ့ shell ဒီ main shell တစ်ခုချင်းစီတိုင်းမှာလည်းပဲဘာ shell လေးတွေရှိမှာလဲဆိုရင် SPDF လို့ခေါ်တဲ့ sub shell လေးတွေရှိမယ်အဲ့တော့ S shell ကကြတော့ the letter used for sub shells notation အဲ့တော့ S ကကြတော့ stand for shell P ကကြတော့ principal D ကကြတော့ diffuse F ကကြတော့ fundamental ဆိုပြီးတော့မှသူက notation လေးရှိမယ်အဲ့တော့ the maximum number of electron in SPDF အဲ့တော့ S shell ထဲမှာကြတော့ electron ဘယ်နှလုံးဆက်မှာလဲဆိုရင်2လုံး P shell ထဲမှာကြတော့6လုံး D ကကြတော့10လုံး F ကကြတော့14လုံးအဲ့တော့ဒီဟာတွေနဲ့ကြိုက်အောင်လို့သူကဒီမှာဝင်ရမယ် K shell ထဲမှာနော်အဲ့တော့ဒီ main shell တွေထဲမှာဝင်ရမယ်ပေါ့နော်အဲ့တော့ဒီမှာ the shell number 1 K မှာဆိုရင် has only S sub shell ပဲရှိမယ်ဘာဖြစ်လို့လဲသိလားသူက S shell ကနှလုံးဆက်တဲ့အတွက်သူ့မှာလည်းပဲနှလုံးမဆက်တဲ့အတွက်ဒီ S shell ပဲဆက်မယ်နော်ဒီ sub shell ဖြစ်တဲ့ S shell လေးပဲသူကဆက်မယ်ဘာဖြစ်လို့လဲဆိုတော့နှလုံးပေါ့ဒီမှာလည်း K ထဲမှာလည်း S ပဲတော့နှလုံးပဲဆက်တဲ့အတွက် S shell ပဲဝင်မယ် shell number 2 shell ထဲမှာကျတော့ S ရဲ့ P ရဲ့ဝင်မယ်ဘာဖြစ်လို့လဲဆိုတော့ S နဲ့ P ရဲ့ပေါင်းလိုက်ရင်8လုံးမနေဘူးအဲ့တော့ L shell ထဲမှာပြည့်သွားပြီ
နော် P share ထဲမှာကျတော့လည်းပဲ share number 3 M share ပဲဆက်မယ်အဲ့တော့ M share ထဲမှာကျရင် S ရဲ့ P ရဲ့ T ရဲ့ sub share ဆက်မယ် share number 4ဖြစ်တဲ့ N share ထဲမှာကျတော့ S P T F sub share တွေအကုန်လုံးပဲဆက်နော်အဲ့ခါကျတော့ share ကဒီလိုမျိုးဖြစ်မှာဒီကနော်ဒီလိုမျိုးဒါက nucleus နော် nucleus ရှိမှာအဲ့ nucleus ရဲ့ဘေးမှာ share ကဒါပလန်နော်ပလန်တလန်နော်နောက်ထပ်ကပလန်နလန်ပလန်နံပါတ်3နော်3ဖြစ်တယ် M share နောက်ထပ်ပလန်နံပါတ်4ဖြစ်တယ်4ဖြစ်တယ် M share လား1 2 3 4နော်အဲ့ခါကျတော့ကျဲတို့ကနော်ဒီမှာဒါက nucleus အဲ့တော့ဒီမှာဒါဘာ share လဲ K share ဒါက L share ဒါက M share ဒါက N share ဆိုပြီးရှိအဲ့တော့ K share ထဲမှာဘယ်နှလုံးဆန်လဲ2လုံးသူထဲမှာ8လုံးသူထဲမှာ18လုံးဆန်တယ်သူထဲမှာ32လုံးဒီ share တွေဒီ 2n square ဆိုတဲ့ formula နဲ့ပဲဝင်ရမယ်ကဲတော့ကျဲတော့ကြည့်လိုက်မယ် K မှာလည်းပဲ SPDF subshare ရှိရမယ်နော်တကယ်တမ်းတော့ဒါပေမဲ့ SPDF မှာ SD ဘယ်နှလုံးဆန်တော့နှလုံး PD 6လုံး DD ဘယ်နှလုံးလဲဘယ်နှလုံးဆန်လဲ10လုံး FD 14လုံးဒီဟာနဲ့နော်ဒီအတိုင်းတာနဲ့ဝင်ရမှာဖြစ်တယ်အဲ့တော့ဒီမှာကြည့်လိုက် K share ဒီအားလုံးပေါင်းမှာနှလုံးဝင်ဆန်တဲ့အတွက်သူ့ထဲမှာဘယ် share လေးပဲဝင်ရမလဲ S share လေးပဲဝင်လို့ရတယ်အဲ့တော့ဒီမှာသူက electron လေးတွေနှလုံးနော်အဲ့ဆိုရင် S ပဲရှိနော်ဒီ S share ထဲမှာလည်းအဲ့လိုပဲဘယ်သူကပြန်စားပါလဲ S ကနေစားအဲ့တော့ဒီ S share ဒါလေးက S share S share ထဲမှာ electron ကဘယ်နှလုံးဆန့်သွားပြီလဲနှလုံး electron နှလုံးလေးဆန့်ပြီးနောက်ထပ်ဒီမှာ S share ဒီသူ့ရဲ့ဝင်ရောက်နိုင်တဲ့ electron ရေတော့က18လုံးဖြစ်တယ်အဲ့ဒီတော့နောက်ထပ်ဘယ်နှလုံးဝင်လို့ရသေးလဲ6လုံးဝင်လို့ရသေးတဲ့အတွက် S နဲ့ P နဲ့ sub share လေးကိုခေါ်လို့ရတယ်6လုံးဖြစ်တဲ့အတွက်အမှ P မှာလည်းပဲနေ4 6လုံးအဲ့လိုပဲနော်နောက်ထပ် M share ထဲမှာဆိုရင်ဘယ်နှလုံးဆန့်လဲ18လုံးဆိုရင်ဘယ်ထိဝင်လို့ရလဲ D ထိဝင်လို့ရတယ်အဲ့ဒါကြောင့်မို့လို့ S ပတ်လန် P ပတ်လန် D ပတ်လန်ဆိုပြပါအဲ့တော့ S ထဲမှာနှလုံးဝင်မယ် P ထဲမှာဘယ်နှလုံးလုံး6လုံး P ထဲမှာ6လုံးပဲ D ထဲမှာကျတော့ဘယ်နှလုံးဆန့်လဲ10လုံး10လုံးဆန့်တဲ့အတွက်နည်း4 6 8 10နော်အဲ့လိုပဲအဲ့ဆိုလို့ရှိရင် M share မှာကျတော့ M share မှာ32လုံးဆိုတဲ့အတွက်10 20နော်30နှလုံးအဲ့ဆိုလို့ရှိရင်ဘယ်သူတွေရောဝင်လို့ရလဲ S P T F ဆိုပြီးတော့ဝင်လို့ရတယ်နှလုံးငါကျတော့ P ထဲမှာ6လုံးစမ်းတယ် D ထဲမှာဘယ်နှလုံးစမ်းလဲ10လုံး6 8က electron လေးတွေကနှလုံးလေးတွေလို့နော်ဒီအဲ့လိုမျိုးလေးတည်ရှိ F ထဲမှာကျတော့6 8 10 12 14ဆိုပြီးတော့နော်အဲ့ခါကျတော့ခြေတို့က electron လေးတွေကဒီလမ်းကြောင်းမှာဝင်ရတယ်ဥပမာဆိုရင်1 hydrogen ဆိုရင်တော့ K share ပဲရှိတယ်တစ်လုံးပဲရှိနော်2 helium 1 hydrogen 2 helium ဆိုရင်ဒီမှာဒီလိုရှိမယ်နော်အဲ့ဆိုရင်3 lithium ဆိုရင်ခြေတို့ကဒါက lithium ထားတာတော့အဲ့တော့အပြင်ဘက်ပတ်လမ်းမှာသူဒီ electron ဘယ်နှလုံးဝင်လဲနှလုံးက S share နဲ့ပြီးတာ K share ပြီးတာအဲ့ဆိုရင်သူဒီနောက်12 share number 2ကိုမယူပါဘူးလားဒီမှာနှလုံးပဲရှိတယ်သူက3 lithium အဲ့တော့3 lithium ဆိုတဲ့အတွက်ဒီမှာနှလုံးရှိပြီးသားဆိုတော့ပြင်မပတ်လမ်းမှာဘယ်နှလုံးရှိမှာလဲတစ်လုံးအဲ့တော့ဒီနှလုံးနဲ့လီသီယမ်ဆိုရင်ဒီ electron လေးပါမယ်ဒီ electron ပါမယ်ဒီ electron ပြင်မပတ်လမ်းမှာ3လုံးနော်အဲ့လိုမျိုးပဲသူကတဖြည်းဖြည်းနဲ့ဒီမှာ6ကာဗွန်ဆိုရင်ဒီမှာနှလုံး4လုံးဒီပြင်မဆုံးပတ်လမ်းမှာဘယ်နှလုံးဝင်မှာလဲနှလုံးဝင်မယ်အဲဆိုရင်ကာဗွန်နော်ကာဗွန်ဆိုလို့ရှိရင်6ကာဗွန်ဆိုတဲ့အတွက်အတွင်းပတ်လမ်းမှာနှလုံးရှိမယ်နော်အပြင်ဘက်ပတ်လည်မှာဘယ်နှလုံးရှိမှလဲ4လုံးရှိမယ်1 2 3 4နော်အဲ့တော့သူက electron လေးတွေကဒီမှာဒီကောင်ဝင်မယ်ဆိုရင်ဒီလိုဝင်မယ်ဒီလိုဝင်မယ်ဒီလိုဝင်မယ်ဒီမှာနောက်တစ်လုံးကဒီလိုဝင်မယ်ဒီလိုဝင်မယ်ဒီလိုဝင်မယ်လို့အစုံလိုက်ဝင်လို့မရနော်တစ်လုံးချင်းဝင်မယ်အဲ့ကကြတော့သူ့ကိုဒီပတ်လန်းလေးတွေကိုဘယ်လိုမျိုးနီလန်းလေးတွေနဲ့ဝင်လာလဲတော့နော်
ဝင်နေဆိုရင်သူကနော်အဲ့တော့ဒီမှာခြေဆွဲပြထားတဲ့အတိုင်းပဲ S ဆိုတဲ့အတွက် SD ပါလဲ S မှာဘယ်နှလုံးဝင်ပါလဲဒီမှာ 1S ပါနော်ဒီကောင်က 1S ရှိမယ် 1S ဒီမှာပါ S လဲ 2S 2B 3S 3B 3D 4S 4B 4D 4F အဲ့တော့ဒီမှာ 1S 2S 2B အဲ့လိုမျိုးမဝင်ဘဲနဲ့သူက electron လေးတွေကိုဘယ်လိုမျိုးနော်အစင်လိုက်နဲ့ဝင်လဲဆိုတာကိုဒီမှာပြတာနော်ဒီလိုလေးတွေကဝင်ပြီဆိုရင်ဘယ်လိုနည်းလမ်းနဲ့ဝင်လဲဆိုလို့ရှိရင်ဒီမှာ 1S ပြီးရင်ပါလာမှာလဲ 2S ပြီးရင် 2B 3S ပြီးရင် 3B 4S 3D 4B 5S 3D 5B 6X နော် 6F ပြီးရင် 4F 5D 6B 7S အဲ့လိုမျိုးအဲ့အစင်လိုက်တိုင်းတောင်းအဲ့ကြတော့ဒီမှာ the order of filling the sub level is given အဲ့တော့ဒီမှာပေးထားတယ်ဒီဟိုဟာတွေဖြည့်တဲ့နည်းလမ်းလေးပေါ့နော်အဲ့တော့ဘယ်လိုနည်းနဲ့ဖြည့်မလဲနော်ဘယ်လိုနည်းနဲ့ဖြည့်မလဲဆိုရင် 1S 2S 2B 3S 3B အဲ့တော့ဒီမှာကြည့်ဒီမှာ 1S 1S 2S ပြီးရင်ပါလာပါလဲ 2B 4S 3B 4S 1S 2S 2B 3S 3B အဲ့လိုမလာဘူးမလာဘဲနဲ့ 1S 2S 2B 3S 3B 4S 3D အဲ့အစင်လိုက်တိုင်းနောက် 1S က S ကနှလုံးဆိုတော့ 1S 2 2S 2 2B6 3S2 3B6 4S2 3D10 4B6 5S2 4D10 နော်အဲ့လိုမျိုးလေးလိုက်တာ The order in which the subshells fill is shown in figure 3.4 which is arranged so that it is easily remember နော်အဲ့လိုဒီမှာမိနိုင်တဲ့နည်းလမ်းနဲ့ဆင်ပြထားပါတယ် One simply list the subshell in order starting each shell with a new line အဲ့တော့ new line ဒီမှာ line အသစ်လေးနဲ့ဒီလိုလေးတောင်းပါတ line ဒီ line ကိုအရင်ခေါ်ပါ 1s ပြင်ဒုတိယတစ် line ဖြစ်တဲ့ 2s ပြီးရင် 2p 3s 3p 4s 3d 4p 5s နော်အဲ့လိုလေးတောင်းအဲ့ဆိုရင်အဲ့အစင်လိုက်လို့ရတယ် order filling them is found by crossing them with a diagonal arrow အဲ့ဒီလိုတောင်းဖြတ် arrow နဲ့ပဲသူကသွားမယ်ဒီအဲ့တော့ arrow number 1ပေါ့နော် arrow number 1ကိုအရင်ခေါ်မယ် arrow number 2 arrow number 3 4အဲ့လိုအစင်လိုက်ခေါ်သွားပါမယ်ဟုတ်အဲ့တော့ခြေကတော့ဒီအတူကောင်နည်းလေးသင်ပေးမယ်နော်အဲ့တော့ဘယ်လိုမျိုးမလဲဆိုလို့ရှိရင် S S P S P S D P S နော် S S P S P S D P S ပြီးရင် S S P S P S D P S D P S နော်အဲ့တော့ဒီမှာ S S P S P S တစ်ခုချင်းစီတိုးတော့နော် S S P S P S D P S D P S ပြီးရင်ဘာထပ်တော့မှာလဲ F D P S ဆိုပြီးတော့မှဒီအစင်လိုက်လေးတောင်းအဲ့တော့ဒီမှာ S က1 S က2 3 4 5 6 7ဒါဆိုချက်စရာမလိုတော့ပြီးရင် P ကဒီမှာ1အဲ့ဒါနော်sorry P ကဘယ်ထဲမှာပဲစရှိမှာလဲ2ကနေစရှိရလေအဲ့တော့ P က2 3 4 5 6ဒီကကြဘယ်ကစရှိမှာလဲဒီကကြ3ကစရှိမှာဆို3 4 5နော်3 4 5အဲ့ခါကျတော့ပြီးလို့ရှိရင် F ကကြတော့ဘယ်ကနေစရှိမှာလဲဟုတ်တယ်4နော်အဲ့တော့ F ကကြတော့4ကနေ2 3 4နော်3ဒီကနေစရှိအဲ့တော့ 4F 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 ဆိုအဲ့တော့ဒီဟာလေးဒီစင်လိုက်တာ 1S က2 2S ကလည်း2 2P က6 3S 2 3P 6 4S က 2D က10အဲ့တော့ဒီမှာ P ဆိုရင်6กว่า S ဆိုရင်2 D ဆိုရင်10 P ဆိုရင်6နော်2အဲ့တော့ F ဆိုရင်14လုံးဆက်တယ်14 D ဆိုရင်10 E ဆိုရင်6 S ဆို2အဲ့လိုမျိုးလေးဆင်းလိုက်သွားလိုက်အဲ့ဒါ 1S 2 2S 2 3B6 3S 2 3B6 4S 2နော်လိုင်းလေးသွားတယ်ဒီမှာဗီဒီယိုနဲ့တက်ပေါ့နော်ဒီ local configuration unit ကိုတက်တင်ပေးမယ် L share M share M share ရှိမယ်အဲ့တော့ K share မှာကျတော့ဘာပဲဆက်ပါလဲ S ပဲဆက်တော့ဘယ်နှလုံးလဲနှလုံးL share ထဲမှာကျတော့ S ရဲ့ E ရဲ့ဘယ်နှလုံးဆက်ပါလဲ8လုံး
n share ထဲမှာ s p d စနဲ့အဲ့ဒါဘယ်နှလုံးပုံမှာလဲ18လောက်အဲ့ကြတော့ဒီမှာ 2.8.82. အဲ့လိုမျိုးသွားမှာအဲ့လိုသွားတဲ့ခါမှာအဲ့ကြတော့ 2.8 ဆိုတဲ့အတွက်ဒီမှာ2. နော်အောက်ဆီဂျင်က8ပဲရှိရတဲ့အတွက် 2.6 ဒီမှာကျတော့ဆိုဒီယမ်ကနော်11ဆိုဒီယမ်ဖြစ်တယ်11ဆိုရင်ဘယ်လိုလေးဝင်မှာလဲ2.8ဆို10လုံးဒီမှာ17လုံးဆိုတော့အပြင်မဲ့ဆုံးပတ်လည်မှာတစ်လုံးထည့်လိုက်တာဒီမှာကျတော့17ကလိုဝင်း17ကလိုဝင်းဆိုတော့နော်အပြင်မဲ့ဆုံးပတ်လည်မှာဒီ18လုံးဖြစ်ရမယ်ဆိုတော့ဒီမှာအပြင်မဲ့ဆုံးပတ်လည်မှာဘယ်နှလုံးကျန်ပါလဲ2.8.7ပါအဲ့တော့ဒီမှာ2. ဒီမှာဒုတိယပတ်လည်မှာ8.7နော်ပြင်မဲ့မှာနေ4ကြောက်ခုအဲ့ဒီ electron လေးတွေကိုဖြည့်တဲ့နေရာမှာချယ်တို့ကဒီလိုမျိုးနည်းလမ်းနဲ့ဖြစ်အောက်ဆီဂျင်ဆိုရင်အလဲကောင်မှာ nucleus ရှိမယ်အဲ့တော့ပြင်မဲ့ပတ်လည်မှာK share ထဲမှာဘယ်နှလုံးရှိမှာ2လုံးတစ်လုံးနှလုံးဖြစ်မှာပြီးရင်နောက်ထပ်ဒီမှာ L share ထဲမှာကျတော့ဘယ်နှလုံးရှိမှာ6လုံးအဲ့ဆိုချယ်တို့ကတစ်လုံး2လုံး3လုံး4လုံးအဲ့လိုရှင်ဖြစ်မှာပြီးမှနော်5လုံး6လုံးဆိုအဲ့လိုဖြစ်မယ်တခါတည်းပဲဒီမှာဒီပတ်လန်းကြီးထဲမှာ6လုံးဟေးဆိုပြီးတော့မှ2လုံး4လုံး6လုံးအဲ့လိုဖြည့်လို့မရဘူးเนาะတစ်လုံးချင်းဝင်ရမှာ electron လေးတွေအဲ့ကကြတော့ဒီမှာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် integer form လို့ခေါ်တယ်เนาะအဲ့လိုမျိုးပတ်လန်းလေးအရေးတော့နဲ့2.8. ဘာညာနဲ့တော့နောက်ထပ်တစ်မျိုးကြာ complete electronic structure ဆိုတော့ရှင်းခုနပြောတဲ့เนาะအပြည့်စုံရေးပြန်မယ် 1s2 2s2 အ share ထဲမှာဒီမှာနှလုံးစီဝင်မယ်ပြီးရင် p share နောက်ထပ်တစ်တည်းကပတ်လန်းထဲမှာကျတော့4လုံးဝင်မယ်ဒီမှာနှလုံး4လုံးဆိုတော့အားလုံးပေါင်း8လုံးဖြစ်မယ်เนาะအဲ့ပြီးလို့ရှိရင်ဒီမှာကျတော့အပြည့်စုံရေးမယ် 1s2 2s2 2p6 3s1 အဲ့တော့ဒီမှာ1s2 2p 2s2 2p6 3s1 ပြီးရင်ဒီမှာအပြည့်စုံရေးမယ် 1s2 2s